Hello အားလုံးပဲကျွန်တော်တို့ရဲ့ Football Knowledge Channel လေးကနေကြိုဆိုလိုက်ပါတယ်။ဘောလုံးဆိုတာအကောင်းဆုံး goal တွေ skill တွေ trophy တွေကြောင့်ပဲ famous ဖြစ်တာမဟုတ်ပါဘူး။တခါတလေမှာတော့ football history ကိုပိုပြီး memorable ဖြစ်စေတဲ့အရာတွေက fail moment တွေပါပဲ။အဲ့ဒီ fail တွေကတခါတလေမှာ fans တွေကိုရေမောစေပါတယ်။တခါတလေမှာတော့ fans တွေကိုမေ့လို့မရတဲ့ pain တစ်ခုဖြစ်စေတတ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ဘောလုံးတမိုင်းတွေကအကြီးဆုံး fail 5ခုကိုဟာတာနည်းနည်း feeling နည်းနည်းနဲ့ပြောပြပေးသွားမှာပါ။နံပါတ်5မှာတော့ Fernando Torres ရဲ့ legendary miss ပါ။ Chelsea အတွက်ကစားနေခြင်း goalkeeper ကိုကြော်ပြီး open goal ရခဲ့ပါတယ်။အဲ့ဒီအချိန်မှာ stadium ထဲကဘောလုံးပရိသတ်တွေ commentator တွေ TV ကြည့်နေတဲ့လူတွေအားလုံးကဒီကိုတော့ဝင်ပြီလို့ယုံကြည်နေကြပါတယ်။ဒါပေမဲ့ Torres က ball ကိုကန်လိုက်တဲ့အချိန်မှာ goal ထဲမဝင်ပဲဘေးထွက်သွားခဲ့ပါတယ်။အဲ့ဒီ moment မှာ commentator တောင်တိတ်သွားခဲ့ပြီး fans တွေကမယုံနိုင်တဲ့အဖြစ်နဲ့ကြည်နေကြပါတယ်။တချို့ fans တွေကဒီလို open goal miss လုပ်တာကပိုခက်မဲ့ထန်တယ်လို့တောင်ပြောကြပါတယ်။ဒါပေမဲ့ဒီလို moment ကပဲ football ကို unpredictable ဖြစ်စေပါတယ်။နံပါတ်4မှာတော့ Steven Gerrard ရဲ့ famous slip ပါ။ Liverpool အတွက် title race အရေးကြီးတဲ့ပွဲမှာ Gerrard က ball ကို control လုပ်ဖို့ကြိုးစားတဲ့အချိန်ခြေချိုပြီးလဲကျသွားနေပါတယ်။အဲ့ဒီအချိန်မှာဒန်ဘာဘာက chance ကိုလက်လွတ်မခံပဲ goal သွင်းလိုက်ပါတယ်။ဒီအခိုက်အတန့်က Liverpool fans တွေအတွက်တော့တကယ်ကိုရင်နာစရာအခိုက်အတန့်တစ်ခုပါ။ Gerrard က world class player တယောက်ထိပေမဲ့ football မှာ moment တစ်ခုတည်းက history ကိုပြောင်းလဲနိုင်တယ်ဆိုတာကိုပြသခဲ့ပါတယ်။တချို့ fans တွေကတော့ဒီ slip မဖြစ်ခဲ့ရင်ဆိုပြီးအခုထိပြောနေကြတယ်။ဒါပေမဲ့ football က what if နဲ့မကစားဘူးဆိုတာပဲ reality ပါ။နံပါတ်3မှာတော့ Loris Karius ရဲ့ Champions League Final era ပါ။ Liverpool နဲ့ Real Madrid ပွဲမှာ pressure အရင်ကြီးတဲ့ stage ဖြစ်ပါတယ်။ Karius က ball ကို throw ထုတ်ဖို့ကြိုးစားတဲ့အချိန်မှာ Karim Benzema က quick reaction နဲ့ ball ကို block လုပ်လိုက်ပါတယ်။ပြီးတော့ ball က goal ထဲကိုဝင်သွားခဲ့ပါတယ်။ဒီ moment က football history ထဲမှာအရင် shocking era တစ်ခုပါ။ Karius အတွက်တော့ career တစ်လျှောက်မှာအမတ်တရမကောင်းဆုံး moment ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီ story က player တွေအတွက် mental strength ဘယ်လောက်အရေးကြီးလဲဆိုတာကိုပြသပါတယ်။နံပါတ်1မှာတော့ Darren Bent ရဲ့ weird goal ပါ။သူ shot ကန်လိုက်တဲ့အချိန် ball က ground ထဲက beach ball ကိုထိပြီး direction ပြောင်းသွားပါတယ်။ goalkeeper ကတော့ ball ကို save လုပ်ဖို့ position ယူထားပေမဲ့ ball direction ပြောင်းသွားတာကြောင့်ဘာမှမလုပ်နိုင်ပဲ goal ဝင်သွားခဲ့ပါတယ်။ဒီ goal ကို football history ထဲမှာအရင် funny moment တစ်ခုဖြစ်မှတ်တမ်းထားပါတယ်။တချို့ fans တွေကတော့ဒီ goal က skill မဟုတ်ဘူး luck အဖြစ်ပဲလို့ပြောကြပါတယ်။ဒါပေမဲ့ football မှာ luck လဲ game ရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။နံပါတ်1မှာတော့ Carlos Kaiser ရဲ့ unbelievable story ပါ။သူက football player တယောက်ဖြစ်ပေမဲ့တကယ်တမ်း match ကစားတာကြက်လက်တလောက်မရှိပါဘူး။သူက club ဒီမှာ contract ရဖို့ fake injury တွေပြပြီး training မလုပ်ပဲ career ကိုဆက်သွားခဲ့ပါတယ်။တချို့အချိန်တွေမှာ fans တွေကို impress လုပ်ဖို့ warm up မှာတော့ effort မထည့်ပဲ media နဲ့သာ close ထပ်နေခဲ့ပါတယ်။အားစရာကောင်းတာကတော့ဒီလိုနဲ့ပဲသူကနှစ်ပေါင်းများစွာ professional footballer တယောက်အဖြစ်နေနိုင်ခဲ့ပါတယ်။ဒါကြောင့်သူ့ကို football history တွေကအကြီးဆုံး fake player လို့တောင်ခေါ်ကြပါတယ်။ဒီ story က football world ထဲမှာအရင် unique ဖြစ်တဲ့ fail story တစ်ခုပါ။ဒီလို fail moment တွေက football ကိုပိုပြီး interesting ဖြစ်စေပါတယ်။ဘာကြောင့်လဲဆိုတော့ football က perfect game မဟုတ်ဘူး human error တွေပါဝင်တဲ့ game တစ်ခုဖြစ်လို့ပါ။တချို့အချိန်တွေမှာ best player လေးတောင် simple mistake တွေလုပ်တတ်ကြပါတယ်။ဒါပေမဲ့အဲ့ဒီ mistake တွေကလည်း fans တွေအတွက်မမေ့နိုင်တဲ့ moment တွေဖြစ်လာတတ်ပါတယ်။တခါတလေမှာရဲစရာဖြစ်တယ်။တခါတလေမှာနာကျင်စရာဖြစ်တယ်။ဒါပေမဲ့အဲ့ဒါပဲ football ရဲ့ beauty ဖြစ်ပါတယ်။ဒါကြောင့်နောက်တစ်ခေါက် match ကြည့်တဲ့အချိန် goal တွေတင်မက fail moment တွေကိုပါသတိထားကြည့်ပါ။တခါတလေမှာ goal ထက်တောင်ပိုပြီးမှတ်မိလွယ်တတ်ပါတယ်။ football knowledge video တွေထက်ကြည့်ခြင်း follow နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့။နောက် video မှာလည်း football history တွေက interesting နဲ့ funny story တွေကိုဆက်လက်ပြောပြပေးသွားမှာပါ။